FOA မှာဆရာမများနဲ့ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါရှင်။ဒီတို့ကတော့ Grade Level မှာကျောင်းသူများဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ Grade Level Physics ရဲ့ရည်ကြီးတဲ့သဘောတရားတစ်ခုဖြစ်တဲ့ pressure အကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ Pressure ဆိုတာနေ့စဉ်ဘဝမှာလည်းနေ့တိုင်းကြုံတွေ့နေရပြီးတော့သိပ္ပံပညာနဲ့ပတ်သက်တဲ့နားလည်ထားတဲ့ကြတဲ့တစ်ခုလည်းဖြစ်ပါတယ်ရှင်။ဒီ presentation မှာ pressure ဆိုတာဘာလဲဘယ်လိုတိုက်တာလဲဘယ်နေရာတွေမှာသုံးများလဲဆိုတဲ့အကြောင်းတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်သမီးတို့ရဲ့ presentation လေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးရှင်။ကဲအရင်ဆုံး pressure ဆိုတာဘာလဲသိကြလား။ pressure ဆိုတာ unit area ပေါ်မှာတက်ရောက်နေတဲ့အောက်တစ်ခုဖြစ်ပါတယ်ရှင်။ဥပမာပြရမယ်ဆိုရင်ဘွဲ့အတစ်ခုကိုမတူညီတဲ့ဓာတ်ဖလားချွန်တစ်ခုနဲ့ဖိချလိုက်မယ်ဆိုရင်ရတဲ့ဓာတ်ဖလားကတော့နည်းငယ်ပဲနေဝင်ပြီးတော့ချော်ထိတဲ့ဓာတ်ဖလားကတော့ပိုပြီးနေဝင်နေတာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ area နဲ့လေ PR များလေဖြစ်တဲ့အတွက်ကြောင့်မလို့ area အပေါ်မူတည်ပြီးတော့ PR ပြောင်းလဲသွားချင်ကြဖြစ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။တမီကတော့ Level 104ပဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ Physics ရဲ့ Chapter 3ခန်းက Pressure ဆိုတဲ့ခေါင်းစဉ်အောင်က Atmospheric pressure ဆိုတဲ့အကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ Little PR ဆိုတာပါလဲ။ Little ဟာကမ္ဘာမြေကြီးရဲ့ပတ်ပတ်လည်ကိုအမြင့်မိုင်ပေါင်းများစွာဖြင့်လွှမ်းချုပ်ထားပါတယ်။ Little ဟာတောင်ငင်များစွာနဲ့ဖက်စီထားတာဖြစ်တဲ့အတွက်ကမ္ဘာမြေရဲ့ပေါ် PR တစ်ခုအနေနဲ့လည်းတက်ရောက်နေတာမျိုးဖြစ်ပါတယ်။တက်ရှိပေါ်တက်ရောက်မှုLittle PR ဟာကမ္ဘာမြေပြင်ပေါ်ကတက်ရှိတက်မဲ့အရာအလုံးပေါ်မှာတက်ရောက်နေပါတယ်။ပြီးတော့ကမ္ဘာပေါ်မှာရှိတဲ့လူတွေတိရစ္ဆာန်တွေပေါ်မှာတက်ရောက်နေတဲ့ Little PR ဟာအလွန်များပါတယ်။ PATM တိုက်တာချင်းLittle ဟာကမ္ဘာမြေပြင်ပေါ်သို့10 meter square မှာ100 km သို့10တဲ့အားတက်ရောက်တယ်။လူတစ်ယောက်ရဲ့ပြင်းပြခါရကိုမျက်နှာပြင် area က9 meter square ဖြစ်တဲ့အတွက် Little PR ဟာလူတစ်ယောက်ပေါ်200 km သို့10 4ချက်လောက်ထိတက်ရောက်နေတာဖြစ်ပါတယ်။ Little PR ဟာလူတစ်ယောက်ပေါ်10 4ချက်လောက်တက်ရောက်နေပေမဲ့ကျွန်တော်တို့အဲ့ဒီ PR တန်ကိုခံနိုင်စွမ်းရှိကြပါတယ်။ငါတို့ကရောဘယ်လိုမခံစားရတာလဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က category ထဲမှာရှိနေတဲ့သွေး PR ဟာပြပကတက်ရောက်နေတဲ့ Little PR ထဲအနည်းငယ်ပုံများနေတဲ့အတွက်ဖြစ်ပါတယ်။ကျွန်တော်တို့တစ်ခါတရံမှာနှာခေါင်းသွေးရှက်တက်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သွေး PR ဟာ Little PR ထဲပုံများလာတဲ့အတွက်ဖြစ်ပါတယ်။အမြင့်တွေမှာရောဘာတွေဖြစ်မှာလဲ။ Little PR ဟာတာဝါဒေတာမှာထဲမြေပဲဒေတာမှာပိုပြီးတော့များပါတယ်။ဒါကြောင့်အမြင့်ပိုရောက်လေလေ Little PR နည်းလေးဆိုတာကိုသိမှတ်ထားရပါမယ်။ Little PR ဟာနေရာနဲ့အချိန်ပေါ်မူတည်ပြီးပြောင်းလဲမှုရှိပါတယ်။ဒါကြောင့် Little PR ကိုစာသတ်မှတ်ဖို့ကြိုးစားလာခဲ့ကြပါတယ်။ပယ်လယ်ရေမျက်နှာပြင်ပေါ်မှာတက်ရောက်နေတဲ့ Little PR ကိုအချိန်ပေါင်းများစွာတိုက်တာပြီးပြင်းပြယူကစာသတ်မှတ်ခဲ့ကြပါတယ်။ဒါကြောင့် Atmospheric pressure PATL လို့ပြောတာနဲ့ at sea level atmospheric pressure ဆိုတာသိမှတ်ထားရပါမယ်။ Barometer သည်လေဖိအားတိုက်ကိရိယာတစ်ခုဖြစ်ပါတယ်။ Barometer ကိုသိပ္ပံပညာရှင်များကနေ့အတော်ကြာအောင်ရှောက်ဖွေတည်တင်ခဲ့တော်လဲအစီအမံပြေခဲ့ကြပါဘူး။1643ခုနှစ်မှာအီတလီသိပ္ပံပညာရှင် Evangelista Torricelli က Mercury barometer ကိုစတင်တည်ထွင်ခဲ့ပါတယ်။ Barometer သည်အချိန်နဲ့ဒေတာအမြင့်အပေါ်မူတည်နေတဲ့အတွက်တနေရာနဲ့တနေရာလေဖိအားမတူညီနိုင်ပါဘူး။အမြင့်နဲ့ချိန်ပြောင်းရင်ဖိအားရောပြောင်းပါတယ်။ barometer ကိုတိုက်တာမယ်ဆိုရင် barometer unit တွေကိုရောသိထားရပါမယ်။ပယ်လယ်ရေမျက်နှာပြင် FC level မှာရှိတဲ့ပုံမှန်စံလေထုဖိအားက760 mm mercury တနည်းအားဖြင့်1 atm ရှိပါတယ်ရှင်။ Standard atmosphere pressure is flat and various unit of show below စံလေဖိအားရဲ့အမျိုးမျိုးသော unit တွေကိုအောက်မှာဖော်ပြပေးထားပါတယ်ရှင်။ 1 atm equal to 1.013 into 10 power 5 Pascal equal to 1013 into Pascal equal to 1.01 bar equal to 40.7 pound per inch square equal to 760 mm mercury equal to 760 ton. Sun application of the atmospheric pressure and daily life. ရေးစဘွားမှာလေဖိအားကိုအသုံးချမှုအချို့ကိုပြပြပေးသွားပါမယ်။နံပါတ်1 Second liquid bite a tricky slot. Number 2 Draw it a liquid into a slant. Number 3 Pulse rubber shackled out a fat smooth surface တို့ဖြစ်ပါတယ်ရှင်။ခုခေတ်မှာ barometer ကိုတိုင်းတာမယ်ဆိုရင်နေရာအလိုက် barometer ကိရိယာတွေလည်းပြောင်းလဲသွားပါတယ်။
သူတို့တွေကတော့ Mercury barometer မိုးလေဝသပညာရှင်သိပ္ပံပညာရှင်တွေအတွက်အသုံးများတဲ့ barometer တစ်မျိုးလည်းဖြစ်ပါတယ်။ Annual barometer လေယာဉ်တွေတင်ပိုးတွေမှာအသုံးများပါတယ်။ဒီ barometer မှာကအရင်မပါတဲ့အတွက်ပျက်စီးမလွယ်ပါဘူး။ Digital barometer တောက်တဲ့သူတွေစစ်ပိတ်စီးသူတွေခရီးသွားသူတွေအသုံးများပါတယ်။ Digital barometer က mobile phone, smartwatch, drone တွေမှာပါပါတယ်ရှင်။ barometer ကိုအသုံးပြုခြင်းဖြင့်မိုးရွာမရွာမိုးတိုင်းရှိမရှိကိုလည်းသိနိုင်ပါတယ်။လူတိုင်းကိုအကျိုးပြုတဲ့ကိရိယာတစ်ခုလည်းဖြစ်ပါတယ်ရှင်။ barometer သာမရှိရင်ကျမတို့ရဲ့တောင်သူလယ်သမားစိုက်ပျိုးရေးလုပ်နေတဲ့သူငါဖမ်းပြီးအသက်ငွေဝယ်ကြောင့်ပြုလုပ်နေတဲ့သူတွေကလည်းရာသီဥတုကိုမသိပဲအန္တရာယ်ကြရမယ်အသက်ငွေဝယ်ကြောင့်အတွက်လည်းဒုက္ခဖြစ်စေနိုင်ပါတယ်ရှင်အရေးတစ်ခုအတွင်းမှာရှိတဲ့ PR ကပေးထားတဲ့အမှတ်တစ်ခုနဲ့အထက်အရေးရဲ့အလေးချိန်နဲ့အရေးရဲ့တိတ်တိစားကြောင့်ဖြစ်ပေါ်လာတဲ့ unit area အလိုက်အရေးမှထုတ်ပေးလာတဲ့ PR ပဲဖြစ်ပါတယ်။ဒီ PR ကအတိတ်အနည်းဖြစ်တိုးလာပါတယ်။အရေးတဲ့နဲ့လေးလေးရေးရဲ့နဲ့တင်နေရအောင်ရောက်လေးလေး PR များလေးလေးပဲဖြစ်ပါတယ်။ PR ကရေးတိတ်တိစားပုံမှန်မူတည်ပြီးတော့ data liquid တွေကတူညီတဲ့အနက်မှာ PR ပုံများပါတယ်။အစစ်တစ်ခုမှဘာရိုမီတာကလေထုပြအောက်ကိုလိုက်သွားတဲ့ဆိုတာကိုသိပြီးပြီမို့ယခုခြေ level 112ကအရင်နဲ့ဒါမှမဟုတ်နေမျိုးစလုံးရဲ့ပြအောက်ကိုလိုက်သွားနိုင်တဲ့မီလီမီတာရဲ့အကြောင်းကိုသိစေတတ်တော့မှပဲဖြစ်ပါတယ်ရှင်မီလီမီတာဆိုတာကပြအောက်တိုက်တာဖို့အတွက်မြင်ရတဲ့ကြွေရတဲ့မျိုးပါပြအောက်ကိုတိုက်တာတော့ဆိုပေမဲ့လည်းပြအောက်ကိုဒီကနေနဲ့ရောင်မေးဖြီအားနဲ့အရင်ဖြီရောတို့ကိုလည်းလိုက်သွားနိုင်ပါသေးတယ်အစီအမပြောခဲ့သလိုပဲပေါ့နော်ဒီမန်နိုမီတာထဲမှာဖြည့်ထားတဲ့အယူတွေကတော့ colored water or large oil အရောက်ရှိတဲ့အရည်နဲ့အလဲရှိလိုပဲဖြစ်ပါတယ်ထို့အပြင် mercury ဖြိုပြီးတော့ပြတာအရည်ထည့်ပြီးတော့လည်းအသုံးပြုလို့ရပါသေးတယ်မန်နိုမီတာမျိုးစားတွေအများကြီးရှိပါတယ်အဲ့ဒီထဲပြောပြချင်တာကတော့ U ခေါ်ရတာရှိတဲ့ YouTube မန်နိုမီတာအကြောင်းပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးကတော့ဒီ able လေးပါယူဆိုတာတိုက်အစောနဲ့ဖြစ်စလို့ကိုဖိုက်ထားမဲ့ဆိုရဖြစ် atmosphere pressure တွေတရားကြလိုက်မယ်ဒီတရားမှုကြီးတူတာကြောင့်ရေရဲ့မျက်နှာပြင်ကလည်းတူညီကြလိုက်မယ်နောက်တစ်ပုဒ်မှာကတော့ gas pressure က atmosphere pressure ထက်နည်းနည်းမဲ့ဆိုရင် gas supply မှာရေမျက်နှာပြင်က atmosphere ထက်ပုံမြင်နေပါမယ်ထိုနည်းတိုင်းပဲတတိယပုဒ်မှာဖြစ် gas pressure က atmosphere pressure ထက်များနေမဲ့ဆိုရင်ရေမျက်နှာပြင်က atmosphere ဖေမှာမြင့်တက်သွားပါလိမ့်မယ်ရှင်မာဂျူရီဖြည့်ထားတဲ့မန်နိုမီတာကိုသုံးပြမယ်ဆိုရင် testing တိတ်တိစာကပုံများတဲ့အတွက်အတိအကျမမြင်ရပါဘူး။လက်ခွဲရတဲ့ state ကအမြင်နေတယ်မန်နိုမီတာရထိုင်ကပြောင်းလဲမှုနဲ့သွားတဲ့အတွက်ကြပဲဖြစ်ပါတယ်။သွေးဖြီအောက်ကိုတိုက်တာတဲ့ကိုရီးယားကမာဂျူရီနဲ့ပြုလုပ်ထားတဲ့မန်နိုမီတာတစ်မျိုးပါ။ဒီကိုရီးယားကိုလူရဲ့သွေးဖြီအောက်အဝေးတွေကိုတိကျစွာတိုက်တာနဲ့ရန်အတွက်အသုံးပြုနိုင်ပါတယ်။ဒီကိုရီးယားရဲ့နာမည်ကတော့ Space Manometer ပဲဖြစ်ပါတယ်။မင်္ဂလာပါရှင်ကျမကတော့ Grade 11 Chapter 3မှာပါတဲ့ Archimedes Principle အကြောင်းပြောပြပေးမယ်အတွက်တမှာကွက်ကွက်ပြပြတမှုထူချအပြောချိုတဲ့ file လေးဖြစ်ပါရဲ့ရှင်လော်ခဲရှေ့အစုနဲ့လောက်က Greek နိုင်ငံဇာခရိုမျိုးရဲ့ဘရင်ဟီအာရိုကသူ့ရဲ့တရပူကိုရွှေစင်စစ်နဲ့လှုပ်ထားလားဒါမှမဟုတ်အခြားသောသတ္တုတွေနဲ့ရောစပ်ထားလားဆိုတာကိုစစ်ဆေးဖို့အတွက်အာခိမီဒီကိုအမိတ်ပေးခဲ့ပါတယ်။ဘုရင်ကြီးကအာခိမီဒီကိုအဲ့ဒီသရဖူကိုအကောင်ပက်ကက်တီအတိုင်းပဲချစ်စေချင်ပါတယ်။သရဖူရဲ့ပုံကိုမပစ်စီသွားစေချင်ပါဘူး။အာခိမီဒီကအဲ့ဒီသရဖူကိုမပစ်စီဘဲနဲ့ဘယ်လိုစမ်းသပ်ရမလဲဆိုတာကိုတစ်ချိန်လုံးစဉ်းစားနေပါတော့တယ်။ဒီနေ့မှာအာခိမီဒီရေချိုးဖို့အတွက်ရေစီထဲဝင်သွားတဲ့အချိန်ရေရီကျလာတာကိုသူသိလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူသိသွားတာတစ်ခုကရုပ်ဝတ္ထုတစ်ခုဝင်လို့ရှိရင်အဲ့ဒီရုပ်ဝတ္ထုရဲ့အရွယ်အစားတိုင်းရေကဖယ်ရှားပေးရတာကိုသိသွားပါတယ်။အဲ့လိုတွေးမိရဲ့အချိန်မှာအာခိမီဒီကယူရီကာလို့អော်ပြီးတော့ရေကန်ထဲကထွက်လာခဲ့ပါတယ်။
Eureka ဆိုတာက Greek ဘာသာစကားနဲ့တွေ့ပြီးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ Archimedes ရဲ့ principle အရဝတ္ထုတစ်ခုကအရည်ထဲမှာညှမြုပ်သွားလို့ရှိရင်အဲဒီဝတ္ထုရဲ့ weight ကဆုံးရှုံးသွားမှာဖြစ်ပါတယ်။ဆိုလိုတာကတော့အမှန်တကယ်မှာအဲဒီဝတ္ထုရဲ့အလေးချိန်ကဆုံးရှုံးသွားတာမဟုတ်ပဲနဲ့အရည်ရဲ့ပိတ်အားကြောင့်မလို့ဖြစ်ပါတယ်။လေတော့အတုံးလေးတစ်ခုကိုအရည်ထဲပစ်ချလိုက်တယ်ဆိုပါတော့အဲဒီ broad တုံးလေးရဲ့ဒုတိယက V = AH ဖြစ်ပါတယ်။ broad တုံးလေးရဲ့ top surface P1 ကိုလိုချင်လို့ရှိရင် P1 = P-ATM plus ρGA ဖြစ်ပြီးတော့ block တုံးလေးရဲ့ border surface ကိုလိုချင်လို့ရှိရင် P2 = P-ATM plus ρG small letter h plus capital letter H ဖြစ်ပါတယ်။ block တုံးပေါ်မှာတက်ရောက်တဲ့ aesthetic အလေးချိန် F ကို F = ρGV ဟု equation သတ်မှတ်ထားပါတယ်။ Archimedes ရဲ့ principle အရအရည်ရဲ့ပိတ်အားနဲ့ဝတ္ထုကြောင့်မလို့အရည်ကဖယ်ထုတ်လာရတဲ့အလေးချိန်ကတူပြီးတော့ဝတ္ထုရဲ့အလေးချိန်နဲ့ဝတ္ထုကြောင့်မလို့အရည်ကဖယ်ထုတ်လာရတဲ့အလေးချိန်ကတူပါတယ်။ Archimedes ရဲ့ principle အဆိုလို့ရှိရင်အရည်အတွက်သာမကဘဲနဲ့အငွေ့အတွက်လည်းမှန်ပါတယ်။ဝတ္ထုတစ်ခုကိုအရည်ထဲမှာညှမြုပ်လိုက်တာကို apparent weight of a body လို့ခေါ်ပါတယ်။ apparent weight ဆိုတာကထင်ရတဲ့အလေးချိန်ကိုခေါ်တာပါ။ဝတ္ထုတစ်ခုကိုအရည်ထဲထည့်လိုက်တဲ့အချိန်မှာအဲ့ဒီဝတ္ထုကအလေးချိန်လျော့သွားတယ်လို့ထင်ရပါတယ်။အဲ့ဒီ weight ကို apparent weight လို့ခေါ်ပါတယ်။ upward threat ကဝတ္ထုရဲ့အလေးချိန်ထက်များနေလို့ရှိရင်ဝတ္ထုကreach အပေါ်တက်လာမှာဖြစ်ပြီးတော့ upward threat ကဝတ္ထုရဲ့အလေးချိန်ထက်နည်းနေမယ်ဆိုလို့ရှိရင်အဲ့ဒီဝတ္ထုက sick ရေမှာနှမြုပ်နေမှာဖြစ်ပါတယ်။အကယ်၍ဝတ္ထုရဲ့အလေးချိန်နဲ့ပိတ်အားနဲ့ညီနေမယ်ဆိုလို့ရှိရင်အဲ့ဒီဝတ္ထုကရေပေါ်မှာ float ပေါ်နေမှာဖြစ်ပါတယ်။ Verification of the Archimedes principle. Tap water. Overflow can we tap water? Iron block, speed balance, Ioston, 250 Matt Baker, Witchin balance, wooden base. Speed balance မှာ iron block ကိုခြေဆွဲလိုက်ပါမယ်။ iron block ရဲ့ original weight က850 gram ဖြစ်ပါတယ်။ tap water ကို wooden base ပေါ်တင်လိုက်ပါမယ်။ပြီးတော့ binker ကို Witchin balance ပေါ်တင်လိုက်ပါမယ်။ binker ရဲ့ mula weight က110 gram ရှိပါတယ်။ iron block ကိုသက်သားပေါ်မှာတင်ထားတဲ့ liquid ထဲကိုထည့်ပါမယ်။အဲ့လိုမျိုး block တုံးကို tap water ထဲထည့်လိုက်တဲ့အချိန်မှာဆိုရင်အဲ့ဒီ block တုံးရဲ့ weight နဲ့ဖယ်ထုတ်လိုက်တဲ့အရည်ရဲ့အလေးချိန်ကအတူတူပဲဖြစ်ပါတယ်။အခုချိန်မှာဆိုလို့ရှိရင် Witchin balance က110 gram ဖြစ်နေပြီးတော့ iron block ရဲ့အလေးချိန်က950 gram ဖြစ်သွားပါတယ်။ Strongly salty water. Preparations of soft water. ရေခွက်တစ်ခွက်ထဲမှာရေ400 ml ကိုထည့်ထားပါမယ်။ပြီးတော့အဲ့ဒီရေခွက်ထဲကိုစားတစောထည့်ပြီးတော့နေလိုက်ပါမယ်။နောက်ထပ်တစ်ချိန်လည်းပဲထိုနည်း၎င်းပဲစားတစောထည့်ပြီးတော့ထပ်မွေးပါမယ်။အခုချိန်မှာဆိုလို့ရှိရင်ရေခွက်ထဲမှာရှိတဲ့ရေက strongly salty ဖြစ်သွားပါပြီ။ spring balance ပေါ်ကို iron block တစ်ခုချိတ်ဆွဲလိုက်ပါမယ်။ spring balance မှာရှိတဲ့ iron block ရဲ့ original weight က850 gram ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ Virgin Billion ရဲ့ original weight က 130 gram ဖြစ်ပါတယ်။ iron block ကိုရေခွက်ထဲချလိုက်ပါမယ်။အဲ့ဒီခွက်ထဲကနေပြီးတော့ထွက်လာတဲ့ရေနဲ့ block ထုံးရဲ့ weight ကအတူတူဖြစ်ပါတယ်။အခုချိန်မှာဆိုလို့ရှိရင် Virgin Billion ရဲ့ weight က120 gram ဖြစ်သွားပါပြီ။ iron block ရဲ့အလေးချိန်က940 gram ဖြစ်သွားပါတယ်။ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများရှင်သမီးတို့ရဲ့တင်ပြချက်တွေတက်ရောက်ပေးကြတဲ့ဖြင့်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။